ကျွန်တော်နိုင်ငံမှာတော့ကော်ဖီရတာစစ်စစ်နဲ့အရည်အသွေးကောင်းတဲ့ကော်ဖီတစ်ခွက်ရဲ့တန်ဖိုးက1000ကျော်ဝန်းကျင်ရှိပါတယ်။ရိုးရိုးကော်ဖီမော်ကနေ espresso ဘယ်လိုဖြစ်လာလဲ။ဒီလိုအရသာကောင်းတဲ့ espresso ကို budget ဆေးဖြစ်ပြီးနေ့တိုင်းအလွယ်တကူတောက်လို့ရနိုင်တဲ့နည်းလမ်းလေးတစ်ခုကျွန်တော်ရှာတွေ့ခဲ့ရဗျ။ကျွန်တော်ကကော်ဖီနဲ့ပတ်သက်တဲ့ပညာတွေကိုတက်ကြွတဲ့သူတယောက်မဟုတ်ဘူးလေကော်ဖီတောက်ရရင်ကြိုက်တဲ့သူတယောက်ပါ။အထူးသဖြင့် espressoနောက်ပြီးတော့ espresso အခြေခံတဲ့ ice american ကိုနေ့စဉ်တောက်တတ်ပြီးတစ်ခါလေလက်တဲ့တစ်ခါလေ vanilla လက်တဲ့တောက်ရတာအရင်ကြိုက်တဲ့သူတယောက်ပါအာယုံစူးစိုက်အားကောင်းကောင်းလေးမနက်ကနေညထိအလုံးလုံးရတဲ့သူတယောက်မို့တရက်ကိုကော်ဖီ2ခွက်ကနေ3ခွက်လောက်ထိတောက်တတ်တဲ့သူပါကျွန်တော်နိုင်ငံမှာတော့ကော်ဖီရတာစစ်စစ်နဲ့အရည်အသွေးကောင်းတဲ့ကော်ဖီတစ်ခွက်ရဲ့တန်ဖိုးက1000ကျော်ဝန်းကျင်ရှိပါတယ်တရက်ကိုကော်ဖီကို2000သို့မဟုတ်3000ကျပ်ဆိုတဲ့စရိတ်ကိုချုံကျင်လို့ကျွန်တော်ကကော်ဖီအရသာထိထိမိမိလေးနဲ့တောက်ရမယ်။ဘတ်ဂျက်လေးစီးဖြစ်ရမယ်ဆိုတဲ့နည်းလမ်းလေးလိုက်ရှာရင်းနဲ့နည်းလမ်းလေးတစ်ခုတွေ့ရှိတယ်ဗျ။ဒီနေရာမှာ espresso အကြောင်းလေးနည်းနည်းလေးပြောပြအောင်မယ်။ကော်ဖီအရသာကိုတီတီကြကြခံစားလိုတဲ့သူတွေက espresso ရဲ့အရသာပြင်းပြင်းနဲ့ထိတွေ့လိုက်မှအားသာပြေးကြတာပါ။ espresso မှာချိုချင်းခါအရသာတွေပါဝင်ပြီးအရသာတွေက balance ဖြစ်နေတတ်ကြပါတယ်။ကော်ဖီရဲ့အပေါ်ရန်အလွှာမှာတော့ crema လို့ခေါ်တဲ့အညိုရောင်လွှာလေးလည်းပါဝင်ပါတယ်။ဒီ crema တွေကကော်ဖီအရည်အသွေးနဲ့ espresso လုပ်နေမှန်ရင်မျက်နှာပြင်ပေါ်မှာအချိန်ကြာကြာမြင်တွေ့ရတတ်ပါတယ်။ဒါပေမဲ့ကော်ဖီအရသာကောင်းမကောင်းဆိုတာ crema ပေါ်မှာမူတည်ပါဘူး။ crema နည်းပေမဲ့အရသာ balance ဖြစ်ပြီးထိမိစေတဲ့ကော်ဖီလည်းအများကြီးရှိပါတယ်။ဒီက espresso အကြောင်းကိုပြန်သွားလိုက်ရအောင်ပါ။ရိုးရိုးကော်ဖီမော်ကနေ espresso ဘယ်လိုဖြစ်လာလဲ။ espresso ဆိုတာကော်ဖီမုန့်ကိုဖိအားမြင့် high pressure နဲ့ရေနွေးကိုအချိန်တိုအတွင်းဖြတ်တန်းစေပြီးထုတ်ယူရရှိလာတဲ့ကော်ဖီအမျိုးအစားပဲဖြစ်ပါတယ်။ espresso ကကော်ဖီအများစုရဲ့အခြေခံပါ။ espresso အစိမ်းရပြီးရနဲ့ americano, cappuccino, latte, mocha စသဖြင့်ဖန်တီးလို့ရနိုင်ပါတယ်။ဒီလိုအရသာကောင်းတဲ့ espresso ကို budget ဆေးဖြစ်ပြီးနေ့တိုင်းအလွယ်တကူတောက်လို့ရနိုင်တဲ့နည်းလမ်းလေးတစ်ခုကျွန်တော်ရှာတွေ့ခဲ့ရဗျ။ဒါကတော့ mocha pot လို့ခေါ်တဲ့အိုးနဲ့ espresso လုပ်လို့ရတဲ့နည်းလေးပဲဖြစ်ပါတယ်။နေ့တွေကြာရေးကော်ဖီတောက်ဖို့အတွက်လက်တလောတော့ mocha pot ဝယ်ဖို့တော့ရင်းလိုက်ရတာပေါ့နော်။ဒီအိုးလေးကကျွန်တော်ဝယ်တာ150 ml size ကို3,7800ကျပ်ပေးရပါတယ်။အသုံးပြုပုံကလည်းအရန်ကိုလွယ်ကူရွှင်ရှင်ပြီးအချိန်ခဏလေးအတွင်းကော်ဖီကောင်းကောင်းလေးတစ်ခွက်ကိုရစေပါတယ်။ဒီအိုးလေးကကြိုက်တဲ့မီးဖိုးမှာတင်သုံးလို့ရတယ်။မီးမလာလဲ gas မီးဖိုးနဲ့တည်လို့ရတော့ကျွန်တော်တို့ကတော်တော်လေးအဆင်ပြေပါတယ်။မိုခါပေါ့ရဲ့ဖွဲ့စည်းပုံကဒီလိုလေးပါ။အောက်မှာရေထည့်ရမယ့်ကန်တစ်ခုပါမယ်။အပေါ်မှာကော်ဖီထည့်ရမယ့်စကားတစ်ခုရဲ့အဲ့ဒီပေါ်မှာတော့ဖိအားနဲ့ဖြတ်ပြီးထွက်လာမယ့် espresso တွေအတွက်ကန်လေးတစ်ခုပါမယ်။အဲ့အပေါ်မှာတော့ဖုံးလေးပါမယ်ဒါပါပဲ။ရေထည့်ရမယ့်ကန်လေးကိုရေပဲထည့်ထည့်ရေနွေးပဲထည့်ထည့်ရပါတယ်။ကျွန်တော်ကတော့ရေနွေးပဲသုံးဖြစ်ပါတယ်။အပေါ်မှာကော်ဖီမုန့်ထည့်မယ်။ကော်ဖီမုန့်ကအနုမုန့်ကိုသုံးပါတယ်။ကော်ဖီမုန့်တွေကိုစစ်ထုံမဲ့ filter လေးကိုရေးဆိုပြီးအပေါ်ကန်ရဲ့အောက်ခြေမှာကပ်လိုက်ပါတယ်။ပြီးတော့အိုးကိုတေချာလေးလုံလုံခြုံခြုံတင်းတင်းကြပ်ကြပ်ပြန်ဖိပိတ်ပေးရပါတယ်။တေချာမလို့ရင်ဒီအိုးအဆက်ကြားတွေကနေကော်ဖီတွေတွန်းကန်ထွက်လာတတ်ပါတယ်။ပြီးရနဲ့မီးပေါ်တင်ပြီး espresso တွေဒီနှုတ်သီးလေးကနေထွက်ကြလာတာကိုထိုင်ဆောင်ရုံပါပဲ။အချိန်ကတော့9မိနစ်ဝန်းကျင်လောက်ပဲကြာတတ်ပါတယ်။ရလာတဲ့ espresso တွေကိုခွက်ထဲပြောင်းပြီးတောက်ရုံပဲမို့အချိန်မကုန်အလုံးမရှုပ်ပဲကော်ဖီကောင်းကောင်းလေးတစ်ခွက်ကိုအရသာခံလို့ရတာမို့ကျွန်တော်ကတော့တော်တော်လေးကြိုက်နေပါတယ်။ကော်ဖီမုန့်တွေကလည်းရွာငံဘက်ကကော်ဖီလားပြုံးလင်ဘက်ကကော်ဖီလားကြာရတာဝယ်အနုမုန့်တစ်ထုံ100 gram တစ်ထုံမှ2000ဝန်းကျင်လောက်ပဲရှိတာကျွန်တော်အတွက်ကတော့ရက်20ကနေ1လကြာလောက်ထိလုံလုံလောက်တောက်လို့ရတာမို့ဘတ်ဂျက်ကတော့တော်တော်လေးစိတ်ဖြစ်တာပေါ့ဗျာကဲကျွန်တော်လိုပဲကော်ဖီအရသာကိုထိထိမိမိလေးတောက်ချင်တဲ့တငယ်ချင်းတွေအတွက် share လုပ်ပြလိုက်တာလေးကအသုံးတင်လို့ထင်ပါတယ်တကယ်လို့လည်း espresso ကိုဘယ်လိုနည်းလမ်းတွေနဲ့တောက်နေလဲဆိုတာလေးကို comment မှာ share လုပ်ပေးပါအောင်နော်ကျွန်တော်ရဲ့ memory shot တက် channel လေးကနေနှုတ်ဆက်လိုက်ပါတယ်နောက်တစ်ခေါက်ဒီမှာဘယ်လိုစားတောက်တွေနဲ့ပေါ်လာအောင်မလဲဆိုတာစောင့်ကြည့်နိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်ဗျာ
အခုဗီဒီယိုဆောင်းနေကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ဗျ